Sapanga para tanga madame bande adiga to somo hatitte buddha saming dhamma saming sangha saming apara tanga madame bande kogama thoti ka pramat phat phang man no kam thiมืดบอดให้มันถอนหากถอนฟังในทุนที่ลมพัดแพงความตายมันส่งเสียงดังกูสิเปิดทางกำบอกให้ไผมากันพลังนะโมพุทธายะพระพุทธไตรรัตนญาณแสงสว่างจากนิพพานส่องဆိုးလေးနဲ့ဘီလာမီဒီယာတုံးကျင်နေတဲ့သူတွေအတွက်ကျွန်တော်တို့ဆွေရစပတ်ကိုအချုပ်ဆက်လေးရောက်ရှိလို့လာပြီးဖြစ်ပါတယ်အထူအပါဆွဲသားအောင်မှာပိတ်စမရွေးပဲချုပ်လို့ရပြီးတော့ရိုးတကြောင်နဲ့တိတက်တုံးကျင်နေတဲ့သူတွေစက်ကောင်းရောစက်ခုံရောအကုန်ပြီးစီကိုမှာ9သိန်းစိုးစိုးနဲ့ဆိုလို့ရှိရင်အမြန်ဆုံးဝယ်ယူအားပေးဖို့လိုအပ်ပါတယ်ကဲဒီဆက်လေးကတော့ကျွန်တော်ဒီလို Genomi brand လေးပဲဖြစ်ပါတယ်စက်ကောခုံရောအကုန်အပြီးစီကိုမှာကျွန်တော်9သိန်းစိုးစိုးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျအမခံရတော့ကျွန်တော်15နှစ်ပေးထားပါတယ်15နှစ်ပြည့်ပစ္စည်းကိုလက်ခါလုံးဝမြူတာ CS မှာစေတနာပဲဖြစ်ပါတယ်အိမ်ဆက်လုံးအိမ်နဲ့ဖြစ်ပြီးတော့ကျွန်တော်တို့အထူအပါဆွဲသားအတွက်ရိုးကြောင်နဲ့တိတက်အပြင်စစ်ပြောက်စစ်တက်နဲ့အနားခောက်လို့မှရပါသေးတယ်ခင်ဗျာကဲဒီဆက်လေးကတော့ကျွန်တော်တို့ CS မှာ3ရက်တိတိပဲကျွန်တော် promotion ပေးသွားမှာဖြစ်ပြီးတော့ဈေးရလေတကယ်ကိုအတန်လေးနဲ့ရောင်းပေးသွားမှာဖြစ်လို့အမြဲဆုံးဝယ်အားပေးဖို့လိုပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့399420 243 နဲ့3993ခုံ3930 2938ကိုဆက်သွယ်မောင်းနိုင်ပါပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်လိပ်စာကတော့အမှတ်40အေးတိန်ကြီးစီယုံအနော်ထားလန်းကောင်းမယ်ဆိုရင် CS မှာဆိုပြီးတော့စိုက်ပုံကြီးနေရှိပါတယ်ခင်ဗျာကဲအချုပ်ဆက်တွေဝင်ကပါဖြစ်တဲ့ CS မှာကိုလန့်လို့လာခဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော် CS မှာအချုပ်ဆက်ဆိုင်မှာစိုက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးသွားတဲ့ customer တွေကဘာလို့ထက်ခါလာဝယ်နေကြတယ်ဆိုတာသိလားဟုတ်ပါတယ်ကျွန်တော်တို့ဆိုင်မှာစိုက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးပဲမဟုတ်ပါဘူးနောက်ထပ်ပြီးတော့လာဝယ်တဲ့ customer တွေများစွာရှိပါတယ်ခင်ဗျာအဲ့လိုလာဝယ်တဲ့ပထမဆုံးအကြောင်းရင်းကတော့ကျွန်တော်တို့ဆိုင်ကစိုက်ရုံသုံးဆက်တွေကအကျက်ခံပြီးတော့24နာရီသုံးလဲမပြတ်လွယ်ပါဘူးခင်ဗျာနောက်တဲ့အကြောင်းရင်းကတော့လုပ်ငန်းလုပ်တဲ့သူတွေအတွက် speed နဲ့ quality ကအရေးကြီးပါတယ်ခင်ဗျာဒီလိုစိုက်ရုံသုံးဆက်တွေကအထည်အရေးအတွက်ကိုလင့်မြန်စွာချုပ်လို့ရပြီးတော့ချုပ်ရုံးချုပ်သားတွေကိုလည်းလှပသေးတတ်မှုတွေပေးလို့ပဲဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဆိုင်မှာအာမခံချက်15နှစ်တိတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ15နှစ်တွင်းပြင်ပစ္စည်းကိုလက်ခလုံးဝမြည်တာကျွန်တော်တို့ CS Mac ရဲ့စေတနာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုစေတနာတွေမြစ်တာတရားတွေပေးနေတာကျွန်တော်တို့ CS Mac ကပဲဖြစ်ပါတယ်ဒါကြောင့်ပဲဝယ်ပြီးသား customer တွေကနောက်ထပ်ထပ်ခါလာရောက်ဝယ်အားပေးနေကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ချယုံကြည်စွာနဲ့ဝယ်အားပေးခဲ့တဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အချုပ်ဆက်တွေလာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်40အေးတင်ကြီးစီယုံအနော်ထားလမ်းကောင်းဝင်ဆိုရင် CS Mac ဆိုပြီးတော့စိုက်မှုအကြီးနဲ့ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399420 243 နဲ့3993 2938ကိုဆက်သွယ်မှယူနေတာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော် CS မှာအချုပ်ဆက်ဆိုင်မှာစိုက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးသွားတဲ့ customer တွေကဘာလို့ထက်ခါလာဝယ်နေကြတယ်ဆိုတာသိလားဟုတ်ပါတယ်ကျွန်တော်တို့ဆိုင်မှာစိုက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးပဲမဟုတ်ပါဘူးနောက်ထပ်ပြီးတော့လာဝယ်တဲ့ customer တွေများစွာရှိပါတယ်ခင်ဗျာအဲ့လိုလာဝယ်တဲ့ပထမဆုံးအကြောင်းရင်းကတော့ကျွန်တော်တို့ဆိုင်ကစိုက်ရုံသုံးဆက်တွေကအကျက်ခံပြီးတော့24နာရီသုံးလဲမပြတ်လွယ်ပါဘူးခင်ဗျာနောက်တဲ့အကြောင်းရင်းကတော့လုပ်ငန်းလုပ်တဲ့သူတွေအတွက် speed နဲ့ quality ကအရေးကြီးပါတယ်ခင်ဗျာဒီလိုစိုက်ရုံသုံးဆက်တွေကအထည်အရေးအတွက်ကိုလင့်မြန်စွာချုပ်လို့ရပြီးတော့ချုပ်ရုံးချုပ်သားတွေကိုလည်းလှပသေးတတ်မှုတွေပေးလို့ပဲဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဆိုင်မှာအာမခံချက်15နှစ်တိတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ15နှစ်တွင်းပြင်ပစ္စည်းကိုလက်ခလုံးဝမြည်တာကျွန်တော်တို့ CS Mac ရဲ့စေတနာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုစေတနာတွေမြစ်တာတရားတွေပေးနေတာကျွန်တော်တို့ CS Mac ကပဲဖြစ်ပါတယ်ဒါကြောင့်ပဲဝယ်ပြီးသား customer တွေကနောက်ထပ်ခါလာရောက်ဝယ်အားပေးနေကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ချယုံကြည်စွာနဲ့ဝယ်အားပေးခဲ့တဲ့အရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အချုပ်ဆက်တွေလာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်40အေးတင်ကြီးစီယုံအနော်ထားလမ်းကောင်းဝင်ဆိုရင် CS Mac ဆိုပြီးတော့စိုက်မှုအကြီးနဲ့ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399420 243 253နဲ့3993 2938ကိုဆက်သွယ်မှယူနေတာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်